ကျွန်တော်ဒီဆက်ကတော့ကျွန်တော် A5E ရဲ့ကပေါ့နော် model အရင်ဆုံးပဲပေါ့သူ့ရဲ့အားသာချက်ကတော့ကျွန်တော်ဒီမှာအထူချုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာချုပ်လို့ရမယ်ဒီမှာဆွဲသားဆိုရင်လည်းဒီမှာဆွဲသားကိုတစ်ခါလေးချုပ်ချလိုက်ရုံပဲပေါ့နော်သူက AI ချက်ပြားပါတဲ့အတွက်ကျွန်တော်ဒီအထူပါကိုချိန်စရာမလိုတော့ဘူးပေါ့နော်သူကသူဆက်ကပဲတစ်ခါလေးကျွန်တော်ဒီစားစာပေါ့နော်တွဲလေးရတစ်ခါလေးကျွန်တော်ချုပ်လိုက်လို့ရတယ်ဘာမှပြတ်ချိန်စရာမလိုပဲမယ်ပေါ့နော်စားဆိုရင်လည်းကျွန်တော်ဒီမှာချုပ်ထားရလေးရဒီမှာသူ့ရဲ့ဟိုချီကြော်တာတို့တွန့်တာတို့ဘာလို့မဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့ဒီအထူသားရယ်ဆွဲသားရယ်ဇာသားရယ်ကိုကျွန်တော်တစ်ခါလေးချုပ်ပြလို့ရတယ်ပေါ့နော်သူ့ရဲ့ဆက်ရဲ့ပုံစံကျွန်တော်ဒီ AI ချက်ပြားပါတဲ့အတွက်ပြန်ချိန်စရာလည်းမလိုတော့ဘူးပေါ့နော်တော်တာမျိုးကျွန်တော်ဒီမှာဇာဆွဲနဲ့ဇာဆွဲချလိုက်ပေါ့မှာပေါ့နော်တွန့်တာပြူရလို့ကျွန်တော်ရှိမှာမဟုတ်ဘူးပေါ့နော်ဒါချီကြောတာပါညာလဲကျွန်တော်မရှိဘူးပေါ့နော်ဒါဆိုလို့ရှိရင်ဒါ၃မျိုးကိုကျွန်တော်ပိတ်ဆက်ရှိရလေးကျွန်တော်စမ်းပြပေးတာပေါ့နော်ဒါဆိုရင်လုံးဝဆွဲသားကြီးလုံးဝရှည်ဆွဲသားကိုကျွန်တော်စမ်းပြတယ်ဒါဆိုရင်ကျွန်တော်ထူကိုစမ်းပြတယ်ပေါ့နော်ဒီတဲ့ဂျင်းသားတွေဆိုရင်လည်းကျွန်တော်တို့ချုပ်လို့ရသေးတယ်ပေါ့နော်တစ်ခါလေးကိုချုပ်ချလိုက်ရုံပဲသူက